ထူးခြားချက်ကတော့စဝယ်တဲ့အချိန်မှာစိန်ကတ်ရဲ့ 80GB အသင့်ပါတာအောင်မှာ3000ခွဲနဲ့အယောင်းချပေးတာဖြစ်ပါတယ်။အဲ့လို data စိန်ကတ်တိတဲ့အသုံးပြုချင်တဲ့သူလေးရဲ့အတွက်atom data plan ကတ်အကြောင်းလေးအနည်းငယ်ပြောပြမှာဖြစ်ပါတယ်။ဒါလေးကတော့ data စိန်ကတ်ဖြစ်တဲ့အတွက်ပုံမှန်စိန်ကတ်တွေထက် data ဝေသုံးရတာအရင်တန်ပါတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ data ကတ်ဒါမှမဟုတ်ဘူး wifi ကတ်လို့လည်းခေါ်ပါတယ်။ wifi ဆက်ထည့်လေးထည့်သုံးလို့ရပါတယ်ရှင့်။ဒါလေးကတော့atom 4G internet ကကောင်းရတဲ့နေရာဒေတာတိုင်းမှာသုံးလို့ရပါတယ်။ထူးခြားချက်ကတော့စဝယ်တဲ့အချိန်မှာစိန်ကတ်ရဲ့ 80GB အသင့်ပါတာအောင်မှာ3000ခွဲနဲ့အယောင်းချပေးတာဖြစ်ပါတယ်။ 80GB မကုန်မချင်းလည်းတက်တန်းတိုးလို့ရပါတယ်။တက်တန်းတိုးမယ်ဆိုရင်တော့ 15GB ကို9000 35GB ကို1000 55GB ကို1000ခွဲဆိုပြီးတော့မှလူချင်းမင်းတို့စိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။စိန်ကတ်ရောက်တာနဲ့လေကိုပါအမီပေါင်းမပုံတင်ပေးရဖြစ်တဲ့အတွက်သုံးရတာအရင်အဆင်ပြေပါတယ်။ဒါလောက်ဆိုရင်တော့ atom data စိန်ကတ်အကြောင်းအနေငယ်သိသွားပြီလို့ထင်ပါတယ်။စိန်ကတ်လေးမှာယူချင်တယ်ဆိုရင်တော့အခုပြထားတဲ့ Viber နံပါတ်ကနေမှာယူနိုင်ပါတယ်။